ရွှေတွေနေစရာဒီနေ့မှာကျမကြီးနေတာဟာအလဲလွန်ပြီသူ့ချန်နဲ့ဝေးတဲ့နေရာတနေရာကိုရောက်တော့ဟာတဲ့။အိုးငါဘယ်ကိုရောက်နေပါလဲ။ငါချန်ကိုမပြန်တတ်တော့ဘူး။ဟိုမှာခွေးလေးတစ်ကောင်ပါလားအတော်ပဲ။ဟေးခွေးလေးငါမင်းနဲ့လိုက်နေပြရစီ။မင်းတို့စုပ်တလုံးနေ့စဉ်ဥပေးပါမယ်။ကျွန်တော်ကကြက်ဥတော့မကြိုက်ဘူး။အမေရိုးပဲကြိုက်တာနောက်ပြီးခမရအတွက်ကျွန်တော်အိမ်မှာနေရာမရှိဘူးဗျအနီတာဟာစိတ်ပြပြနဲ့ထွက်လာခဲ့တယ်အေးချောင်းလေးနေပါဦးချောင်းလေးမင်းနဲ့တူတူလိုက်နေပါရစေဒီနေ့ကိုကြက်ဥတစ်လုံးဥပေးပါမယ်အိုးကျွန်တော်မှကြက်ဥမကြိုက်တာကျွန်တော်ကြိုက်တာငကြောဗျခမရအတွက်နေစရာအဆင်ပြေမှာမဟုတ်ဘူးအနီတာဟာလမ်းမှာတွေ့သမျှတလိဆန်တွေကိုအကူကြီးတောင်းကြည့်ပေမဲ့အဆင်မပြေဘူးတဲ့ဘယ်လိုစီကမှအကူကြီးမရပါလားခက်ပြီးအဲ့ဒီချိန်မှာဘလာတူဟာကျောင်းကပြန်လာပါတယ်ဟိုမှာကျမကြီးတစ်ကောင်ပါလားဘလို့ကျမကြီးပါလေပါရှင်မရှိတဲ့ပုံပဲမောပန်းပြီးစားလောင်နေတယ်နဲ့တူတယ်ဘလာတူဟာကျမကြီးကိုအိမ်ကိုခေါ်လာခဲ့တယ်ကဲရော့အစာပြေစားတော့သူ့ဖေဖေနဲ့မေမေကိုအကျိုးကြောင့်ပြောပြလိုက်ပါတယ်ကျွန်တော်လမ်းမှာတွေ့လို့ခေါ်လာတာဘလို့ကျမလည်းမတည်ဘူးဘာရှင်တွေ့ရင်ပြန်ပေးတာပေါ့ဖေဖေလိုက်မေးကြည့်အောင်မယ်ရံမွေးတတ်တဲ့အိမ်တွေကိုစုံစမ်းကြည့်အောင်ပါဒါခမရတို့ကြက်မလားမဟုတ်ဘူးဗျဒီလိုလှတဲ့ကြက်မမျိုးမတွေ့ဘူးပါဘူးတာကြီးဖေဖေတော့ပန့်ရှင်ကိုမတွေ့ခဲ့ဘူးတွေ့ရင်တော့ပြန်ပေးလိုက်ပေါ့အခုတော့သူ့ကိုမွေးထားအောင်လေဟုတ်လာတူဟာကျမကြီးကိုယူရဆိုင်ကျွေးမွေးဆောင်ရှောက်ထားတယ်ကျမကြီးကလည်းလာတူအတွက်တနေ့တစ်လုံးကြောက်ဥပေးရင်အပြန်အလှန်အကျိုးပြုပြီးနေထိုင်သွားကြတဲ့ခွေ